LGBTQ တယောက်ဖြစ်တယ်ဆိုတဲ့မေထက်လူကိုပရိသတ်နဲ့စတင်ပြီးတော့မိတ်ဆက်ခဲ့တာကနီဘောဖိတ်ခေါ်ဖလားပြိုင်ပွဲဖြစ်ပါတယ်။အရင်လိုတက်တန်းအငယ်အလိုက်ပြိုင်ပွဲတွေမှာပါဝင်ခဲ့မှုတဲ့ဆိုပေမဲ့လည်းပရိသတ်တွေကမေထက်လူဖြစ်ခဲ့တာကတော့နီဘောဖိတ်ခေါ်ပြိုင်ပွဲမှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာရုံးဝတီလိုင်းနဲ့တွဲဖက်ပြီးတော့ခြေစွမ်းပြကစားနိုင်ခဲ့သလိုသူ့ရဲ့နေရာယူတက်မှုနဲ့အဆုံးသက်ဂိုးသွင်းမှုကောင်းမွန်တာကြောင့်ပရိသတ်တွေကအသေးဆွဲဖြစ်လာခဲ့တာပါ။တနေ့ရက်ချမ်းမှာပညာသင်ယူရင်းနဲ့ဘောလုံးကိုယူသွတ်တာကြောင့်မြန်မာအသင်းမှာကစားဖို့ပြန်လာပေမဲ့လက်ရှိအရန်နေရာမှာကစားနေရတာကြောင့်ပရိသတ်တွေအနေနဲ့ကတော့အားမလို့အားမရဖြစ်နေကြတာဖြစ်ပါတယ်။မြန်မာလက်ရေးစင်အမျိုးသမီးအသင်းထဲမှာမေထက်လူကလူကြိုက်အများဆုံးကစားသမားတွေတယောက်ပါဝင်ဖြစ်ပါတယ်။မေထက်လူကအမေရိကန်နိုင်ငံမှာကောလိပ်တက်နေသူဖြစ်ပြီးတော့မကြာခင်မှာတော့ Los Angeles မှာရှိတဲ့ University of California တက္ကသိုလ်ကိုတက်ရောက်တော့မှာဖြစ်ပါတယ်။ University of California တက္ကသိုလ်ကတော့တကယ်ကို ranking ကောင်းတဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီးတော့မေထက်လူကဒီတက္ကသိုလ်ကိုဝင်ခွင့်ရအောင်ကောလိပ်မှာကလေးကစူးစမ်းခဲ့ရတဲ့သူဖြစ်ပါတယ်။မေထက်လူက2003ခုနှစ်မွေးရမို့လို့အခုမှအသက်က22နှစ်ပဲရှိပါသေးတယ်။ဂိုးသွင်းကောင်းတဲ့မေထက်လူကမြန်မာအသင်းကိုအနိုင်ရစေချင်တာကြောင့်မြန်မာနိုင်ငံကိုတမင်ပြန်လာပြီးတော့အမျိုးသမီးသင်းနဲ့တူကန်ခဲ့ပါတယ်။စူးစမ်းအားထုတ်မှုကောင်းပေမဲ့လည်းမြန်မာအသင်းကတော့နောက်တစ်ဆင့်ကိုမတက်လန်းနိုင်တော့ပါဘူး။မေထက်လူလည်းစိတ်မကောင်းဖြစ်ပေမဲ့လည်းမြန်မာအသင်းအတွက်တော့ဂုဏ်ယူစရာဖြစ်ခဲ့တဲ့သူပါ။အခုအချိန်မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာပရိသတ်တွေအသေးဆွဲအားပေးရတဲ့ကစားသမားလေးကတော့မေထက်လူပဲဖြစ်ပါတယ်။မေထက်လူကအမေရိကန်နိုင်ငံမှာကောလိပ်ပညာသင်ကြားနေတဲ့ကျောင်းသူလေးဖြစ်ပြီးတော့အဲဒီကနေမှတက်စဉ်အားကစားဆိုင်ရာ physical ဆရာဝန်တူဖြစ်ဖို့စူးစမ်းနေရလဲဖြစ်ပါတယ်။မေထက်လူကဒီလိုမျိုးပညာရေးဘက်မှာထူးချွန်သလိုအားကစားဘက်မှာလည်းမြန်မာနိုင်ငံအတွက်တာဝန်ကျေတဲ့ကစားသမားတူဖြစ်ပါတယ်။မေထက်လူကတက်တန်းအလိုက်မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကစားသမားတူဖြစ်ခဲ့တယ်လို့အခုနောက်ပိုင်းမှာမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာအားထားရတဲ့အမျိုးသမီးတိုက်စစ်မှုတူအဖြစ်ကိုကစားခွင့်ရနေတာဖြစ်ပါတယ်။မေထက်လူကအမေရိကန်နိုင်ငံက Semi Pro League တစ်ခုမှာလည်းကစားနေတဲ့သူဖြစ်ပါတယ်။မေထက်လူကချစ်စရာလည်းကောင်းသလိုဘောလုံးကန်လဲတော်တာမို့ပရိသတ်တွေကလည်းတက်လို့အားပေးကြတာဖြစ်ပါတယ်။ပို့ပြီးတော့ကြီးကြပြောရရင်တော့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာမေထက်လူကစားပြီးတော့မှမြန်မာနိုင်ငံရဲ့အမျိုးသမီးဘောလုံးပရိသတ်တွေကပို့ပြီးတော့များလာတယ်လို့ပြောရင်လည်းမမှားဘူးဖြစ်ပါတယ်။ဒီလိုအားပေးလာကြတာနဲ့အတူပရိသတ်တွေသိကျင်နေကြတဲ့မိကုန်းကတော့မေထက်လူမှာချစ်သူရှိလားဆိုတဲ့မိကုန်းပဲဖြစ်ပါတယ်။တချို့သော page တွေမီဒီယာတွေကတော့မေထက်လူရီးစားကအမေရိကန်မှာနေတယ်လို့ပြောကြပေမဲ့မေထက်လူက LGBT တူဖြစ်ပြီးတော့အမျိုးသမီးလက်ရွေးစင်အသင်းဖော်ကစားသမားတူနဲ့ချစ်ကြိုက်နေတာပါမေထက်လူနဲ့ချစ်ကြိုက်နေတဲ့သူကတော့မျိုးသမီးလက်ရွေးစင်အသင်းကောင်းဆောင်ခင်မာလာထွန်းပဲဖြစ်ပါတယ်ခင်မာလာထွန်းကမေထက်လူထက်အသက်အများကြီးကြီးပေမဲ့သူတို့နှစ်ယောက်ဟာချစ်သူတက်တန်းနှစ်နှစ်ကျော်ကိုပျော်ရွှင်စွာဖြတ်သန်းထားကြကြောင်းစုံတောက်တော်ပရိသတ်တွေကသိရှိထားကြတာလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ internet social media account တွေမှာအပြန်အလှန်စကားပြောထားကြတာကောမန့်လေးတွေကနေသူတို့နှစ်ယောက်ရဲ့အချစ်ရေးတွေဖုံးပြီးမရနိုင်အောင်ပေါ်လာတာဖြစ်ပါတယ်။တချို့ကလည်းမေထက်လူကို LGBT စုံတွဲလေးဖြစ်တဲ့ခင်မာလာထွန်းနဲ့သဘောတူနေကြပါတယ်။ဒီနေရာမှာလေးစားစရာကောင်းတာကသူတို့ရဲ့သစ္စာတရားပါပဲ။အမေရိကန်နဲ့မြန်မာဆိုတာအချိန်တိုင်းအားဖြစ်ကောခီးပိုင်အားဖြစ်ပါအဝေးกว่าနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကွာအဝေးကသူတို့ရဲ့တန်ရောစင်ကိုမဖြတ်စည်းနိုင်ခဲ့ပါဘူး။အသင်းကောင်းဆောင်ခင်မာလာထွန်းကမေထက်လူရဲ့ကစားသမားဘဝတိုးတက်ဖို့အတွက်ဒါနောက်ွယ်ကနေပြီးတော့အားပေးတိုက်တွန်းနေတယ်လို့မေထက်လူကလည်းဝေးနေပေမဲ့စိတ်မကစားပဲအချစ်ကိုတန်ဖိုးထားတာတွေ့ရပါတယ်။ဒါရီယာလူငယ်တွေအတွက်အထူးယူအားကြစရာ relationship goal တစ်ခုလို့တောင်ဖြစ်နေပါတယ်။တိုက်စစ်မှုနဲ့ကွင်းလယ်လူအသင်းကောင်းဆောင်တို့ရဲ့တွဲဖက်မှုကကွင်းထဲမှာဂိုးတွေသွင်းယူတယ်လို့အပြင်လောကမှာလည်းချစ်ချင်းမြတ်တာတွေနဲ့တာယာနေပုံရပါတယ်။ခင်မာလာထွန်းကမေထက်လူကိုညီမလေးလိုချစ်သူလိုမျိုးစောင်းရှောက်တယ်လို့သိရတာဖြစ်ပါတယ်။အချစ်ဆိုတာဖုံးပြီးထားလို့မရဘူးဆိုတဲ့အတိုင်းပဲကမ္ဘာရဲ့ဟိုဘက်ချမ်းဒီဘက်ချမ်းဝေးကွာနေပေမဲ့သူတို့ရဲ့ long distance relationship လေးကခိုင်မြဲနေတယ်ဆိုတာကိုမြင်တွေ့ရပါတယ်။မြန်မာပရိသတ်အများစုကတော့ဒီဇုံတွဲလေးကိုသဘောကျပြီးတော့ဝိုင်းဝန်းထောက်ခံနေကြတာလည်းတွေ့ရပါတယ်။လိုက်ဖက်ပါတယ်အချစ်မှမျက်စိမရှိဘူးစိတ်ချမ်းသာဖို့အဓိကဆိုပြီးတော့ positive sensor မှတ်ချက်တွေပေးနေကြတာလည်းဖြစ်ပါတယ်။မေထက်လူလိုထက်မြက်တဲ့ကောင်မလေးတစ်ယောက်ကိုဥဆောင်နိုင်ပြီးတော့ခီးယူဆိုင်နိုင်တာခင်မာလာထွန်းလိုရင်းချက်တဲ့သူမျိုးပဲဖြစ်ရမယ်ဆိုပြီးတော့ပရိသတ်တွေကယုံကြည်ထားကြတာလည်းဖြစ်ပါတယ်။ပညာရေးမှာရောအားကစားမှာပါထူးချွန်တဲ့မေထက်လူနဲ့လက်ရွေးစင်အသင်းကောင်းဆောင်ခင်မာလာထွန်းတို့ရဲ့အချစ်ရေးဟာကောလာဟာလာလားတကယ်ပဲအတီးဖြစ်နေပြီလားပရိသတ်ကြီးရောဘလို့ထင်လဲကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။